ချင်းမိုင်ကဒီဂျိုပွိုင်းကွန်ဒိုလေးကို investor တွေအလူအယက်ဝယ်နေကြတာဘာကြောင့်လဲဆိုတာသိပြီလားပထမဆုံးအချက်ကတော့အငှားဝင်ငွေအကောင်းဆုံး project တစ်ခုဖြစ်လို့ပါပဲဒီ project ကချင်းမိုင်ကိုလာနေကြတဲ့သူတွေထဲမှာငွေသုံးစွဲမှုအားကောင်းတဲ့ high spending experts နဲ့ tourist တွေအကြိုက်များတဲ့နေရာမှာရှိတာကြောင့်အငှားတမန်ရော ROI ရောများတာအသေးကြပါပဲကိုယ်တိုင် long term လဲငှားလို့ရတယ်လို့ short term rental demand လဲကောင်းတာဖြစ်လို့15နှစ်အတွင်းအောင် break even ဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့ price to product ratio developer on series စောက်သမျှ condo series တွေထဲမှာ segment အမြင့်ဆုံး series ကိုဘတ်ငွေ3သန်းဝန်းကျင်ကနေစဝယ်ယူနိုင်မှာဖြစ်တဲ့အပြင်အခန်းဖွဲ့စည်းပုံလည်းကောင်းတော့ price to product ratio အရာအသင့်တော်ဆုံးလို့ပြောလို့ရပါတယ်တတိယအချက်ကတော့အရေးအကြီးဆုံး location ချန်ကလန်လမ်းမကြီး Night Bazaar area တွေကို project ကနေ2မိနစ်အတွင်း Old Town ကို5မိနစ်အတွင်းချင်းမိုင်လေးစိတ်ကို10မိနစ်အတွင်းအလွယ်တကူသွားလာနိုင်ပါတယ်ဘယ်လို facility မျိုးတွေပါမယ်ထင်လဲချင်းမိုင်တစ်မြို့လုံးရဲ့အလှကိုရေစင်ရင်းခံစားလို့ရမယ် rooftop infinity pool Hyatt Regency Resident ကို influence ယူထားတဲ့6 meter အမြင့်ရှိတဲ့ jewel lobby ချင်းမိုင်မြို့မှာရှိသမျှကွန်ဒိုတွေအားလုံးထဲမှာအကြီးဆုံးဖြစ်လာမဲ့ပြင်သစ်စတိုင်ပန်းခြံ Ritz-Carlton အဆောက်အဦကို inspire ယူထားတဲ့ rooftop garden အခန်းတိုင်းအတွက်လည်း air filtration system တွေထည့်သွင်းတည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။အခန်းမျိုးစားအနေနဲ့အသေးဆုံး studio room ကနေပြီးတော့အကြီးဆုံး3 bedroom အထိရွေးချယ်နိုင်ပါတယ်။အခန်းလေးတွေကဘယ်လို view အလှလေးတွေရှိမလဲ။မြောက်ဖက်လှည့်တဲ့အခန်းတွေဆိုလို့ရှိရင်ချင်းမိုင်မြို့ဟောင်းနဲ့ညစီ view ကိုမြင်ရမှာဖြစ်ပါတယ်။တောင်ဘက်လှည့်တဲ့အခန်းတွေဆိုလို့ရှိရင်တော့ City Mountain View အရှေ့ဘက်လှည့်တဲ့အခန်းတွေဆိုလို့ရှိရင် Pin River View ကိုမြင်ရမှာပါ။အနောက်ဘက်လှည့်တဲ့အခန်းတွေဆိုလို့ရှိရင်တော့ Doi Sutat Town View ကိုမြင်ရမယ့်အခန်းလေးတွေပဲဖြစ်ပါတယ်။ VIP sales ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့အတန်ဆုံးဈေးကိုအမြန်ဆုံးရယူနိုင်ပါပြီ။ဒီနောက်အနေနဲ့ကလည်း1 bedroom ကို3တန်းကျော်2 bedroom ကို6တန်းကျော်ကစပြီးဝယ်ယူနိုင်ပါတယ်။ Payment plan ကိုလည်း flexible ဖြစ်အောင်စီစဉ်ပေးထားပါတယ်။2028မှာဆောက်လုပ်ပြီးစီးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေစုချိန်ရတဲ့ project ကောင်းလေးတစ်ခုပါ။မြူမုံတွေဆိုင်းနေတဲ့တောင်ပေါ်မြို့လေးမှာနေကျင်တယ်ဆိုလို့ရှိရင်တော့ချင်းမိုင်ရဲ့အကောင်းဆုံးကွန်ဒိုဖြစ်လာမယ် Astra Infinite 3ကိုရွေးချယ်ဖို့အကြံပြုလိုက်ပါရစေရှင်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲမျှဝေပေးခြင်းခဲ့တာပါ Home Thailand Estates